ဗုဒ္ဓဘာသာမင်းတို့လားဘယ်မပြောရဘူးဒီညတဲ့မိတွေကလေလူခွင့်ရသိရှိတယ်ဘာလို့ခွင့်သိရှိတယ်ပြောတာမေးတာမပြောဘာရှိမေးတာမိမတွေသာသနာတွေကိုဝင်ဖို့တဲ့သူဆုတောင်းတယ်မိမတွေညီတော်အနန္ဒာကိုတူလေးအနန္ဒာကိုချင်းကပ်ပြီးတော့ဆုတော့ဝေသာလေးတိလိုက်သွားတာမြတ်စွာဘုရားအပြင်ပမှာမိရတော့ဂေါရမီနဲ့အဲ့ဒီဘုန်းကြီးဝတ်ထားတဲ့ပုံကိုယ်တွေရဲ့ရဟန္တာတွေရဲ့900တော့မိမတွေတာကွေမင်းသမီးတွေအပြင်မှာရောက်နေတယ်ကုန်းကုန်းလျှောက်လာ6တွေမှာခြေပွားတော်တို့သွေးကြီးဥနေပါလေဗျာသွေးတွေနဲ့တနာဖို့ကောင်းပါလေတော်ရီဘောနိုင်ငဲ့ညာတနာမယ်နော်တရားမတနာဘူးရှင်မရဲ့ရှင်တနာမယ်လေအဲ့ဒီတနာချွတ်လို့ရနိုင်ပါမလားရဲ့လေချွတ်လို့ရမလားမရရင်ချွတ်တော့မယ်တနာတော်မူပါဗျာအနန္ဒာမိမတွေသာမာတုကာမတွေသာသနာပေါင်းထဲဝင်လာရင်ဇလန်းတွေရှုပ်လာလိမ့်မယ်သာသနာတဝက်ကြော့သွားလိမ့်မယ်အနန္ဒာရှိတိုးလို့မရမြတ်စွာဘုရားမိဘနှစ်ပါးရဲ့ကျေးဇူးကအလွန်ကြီးလို့အရှင်မြတ်ဟောထားတယ်လေအေးဟုတ်တယ်ကျေးဇူးတရားအနေနဲ့ဟောတာကျေးဇူးတရားအနေနဲ့နှစ်ခုရှိတယ်တခါတည်းမှာကျေးဇူးတရားကိုရှေ့ထားရတယ်တခါတည်းမှာတာဝန်ဝတ္တရားကိုရှေ့ထားတယ်နှစ်ခုရှိတယ်ဂျပန်နေအင်ဖာနေတော့မြန်မာနိုင်ငံမှာကိုဆင်းလာမယ်အဲ့ဂျပန်တို့ဘိုးချုပ်အဆန်တိုက်ခိုင်းတယ်တကယ်တော့တလဲတန်းဇာတိဖြစ်တဲ့ဘုံမြောက်ရင်ကြီးမနိုင်သားတွေဖြစ်တဲ့မောင်စောအောင်မောင်စောတော့ဂျပန်အဝင်မှာသေသွားတဲ့3ယောက်တလဲတန်းဘကိုတန်းအေရောက်တိုင်းဟိုဗရောင်းနာတလဲတန်းကသူရဲတန်းကြီးရွာကဘုံမြောက်အောင်ရက်ရှိသူအဲ့ဒီရွာမှာတဝါချောင်းထိုင်မှုတယ်နော်ထုံးမှုတလဲတန်းထုံးမှုဇာတိကသခင်မြဒါတော့သခင်မြကတလဲတန်းမှာမွေးတာသူကထုံးမှုမှာသွားကြည့်ပြင်းလို့ထုံးမှုဇာတိလို့ဖြစ်သွားတယ်အာဇာနည်ကောင်းတဲ့သခင်မြတော့အဲ့တလဲတန်းသူရဲတန်းမကြည့်ပါတလဲတန်းလို့သူကခေါ်တယ်သူဇာတိဒါဘုံမြောက်ရဲဘော်3ချက်နော်ဒီကြီးမနေရန်ကုန်ကြီးမနေကစောအောင်စောတော့ညီကိုသူတို့3ယောက်ကိုတိုက်ခိုင်းတာဘုံမြောက်ကဘုရားကျွန်တော်တို့ကျေးဇူးတရားတွေရှိတယ်လေတဲ့ဂျပန်မှာစစ်ပညာတွေသင်ပြီးတော့ကိုကျေးဇူးရှင်ကိုပြစ်မှားတယ်ဆိုရင်မကောင်းပါဘူးကိုမြင့်အောင်တော့မိုးမြင့်အောင်တက်ကြီးတယ်ကိုမြင့်အောင်တဲ့ကျွန်တော်ကာဝေးဦးစီးချုပ်တဲ့ကာဝေးဦးစီးချုပ်ရဲ့စကားကိုနားမထောင်ဘူးဆိုရင်သေတယ်ပဲရှိတယ်သူတို့ပြတ်တက်ပြီးသေသွားရှာတခုတော့ရှိတယ်တဲ့အောင်ဆန်းကကျေးဇူးကမ်းတယ်ဆိုပြီးတော့နောင်နာကမှမှတ်တမ်းတင်ပါစေတော့အဲ့ဒီဂျပန်တွေဗမာပြည်ထဲဝင်လာရင်ဗမာလူမျိုးတွေကိုနှိပ်စက်တော့မှာတဲ့ဒါကြောင့်နိုင်ငံခေါင်းဆောင်တယောက်ဖြစ်မဲ့တက်မတော်ရဲ့ခေါင်းဆောင်ဖြစ်ရင်နိုင်ငံတာဝန်ကိုရှေ့တန်းတင်ပြီးတော့ကျေးဇူးတရားကိုနောက်ပို့ပါတယ်တဲ့ကင်ပလိုက်အောင်ဆန်းဟိုပင်လယ်စားသွားပြီးကြော်စွာတို့ကိစ္စမှာသွားပြီးလှုပ်ကြံခိုင်းတာလှုပ်ကြံမလို့ကြည့်လိုက်တဲ့အခါမှာ3ရက်လောက်တောထဲမှာနေရတော့ထမင်းရလဲစားနေတော့ဓာတ်နဲ့ခုတ်လို့ဝင်သွားလိုက်တဲ့အခါမှာ तू နတ်စာတင်လာတဲ့မင်းမဂီရီအိမ်ရင်းဖခင်တခုနတ်စာတင်လာတဲ့အိမ်နတ်စာကို तू စားလိုက်တော့ तू ဘိုက်ဝါသွားဓာတ်နဲ့ခုတ်လို့ပြင်လိုက်တော့မှအော်ခုနမှ तू ထမင်းစားထားတယ်ကျေးဇူးတရားဗိုက်ထဲရှိနေတယ်ငါထမင်းငတ်နေတာကျေးဇူးရှင်ပြစ်မှားရင်ဘဝမကောင်းဘူးကွာကဲဖြစ်ချင်တာပြစ်ဆိုပြီးတော့အဲ့ဒီယရနာကြောက်စီတာယူပြီးပြန်သွားတယ်ဟိုရတော့သူ့ရဲ့မင်းကြီးကမေးတဲ့ခါမှာမင်းမလောက်ကြံခဲ့လားကျွန်တော်မလောက်ကြံခဲ့ဘူးဆိုတော့ဓာတ်နဲ့မို့တော့ခဏလေးရှောက်ပြရစီဦးဖေဟာတဲ့3ရက်တီသူအဆောက်အအုံတွေရှိနေကျွန်တော်တောထဲမှာနေတော့ထမင်းနဲ့ငတ်နေတယ်ထမင်းဘိုက်ကလည်းစားနေတယ်အဲ့တော့သူ့ကိုလောက်ကြံလို့ဝင်သွားတဲ့ခါမှာ तू တင်ထားတဲ့နတ်စာထမင်းကိုစားလိုက်တော့ကျေးဇူးတရားထမင်းတက်နဲ့ကျေးဇူးရှိလို့မတတ်ခဲ့ပါဘူးအဲ့ရွက်အဲ့ဒီမှာသူ့ကိုတတ်နိုင်မှလည်းမလားသူ့ဘေးနာဂျေရနာကြောက်စီတာကိုယူခဲ့ပါတယ်အဲ့ကြောက်စီတဲ့နဲ့ကျွန်တော်တတ်ပါအဲ့တော့မဟုတ်ကသူ့တခင်ကထမင်းလေးတစ်နဲ့အတွက်တော့ကျေးဇူးတည်တဲ့ကောင်ဒီကောင်မျိုးကငါတပည့်မွေးတဲ့နယ်ဆိုပြီးတော့သူကြတော့ကျေးဇူးတရားနဲ့တာဝန်ကိုနောက်ပို့ပါတယ်ဟုတ်ပြီနော်ကိုမြတ်စွာဘုရားအပေါ်မှာမိရောဂေါရမီကတာဝန်ကြီးတယ်လေတဲ့အမေအပေါ်မှာသားတစ်ပါးအနေနဲ့ပြန်ပြီးတာဝန်ကြီးသေးတယ်တဲ့ ignore no ညင်းလိုက်တယ်မြတ်စွာဘုရားကျေးဇူးတရားတွေကြီးတယ်လေအရှင်မင်းမွေးတဲ့နေ့ကစပြီး29နှစ်ဒီရှင်မင်းကိုပြုစုခဲ့တာဒီကျေးဇူးတရားတွေထောက်ထားတဲ့နဲ့ no ကျေးဇူးတရားတွေရောတာဝန်တရားတွေရောအကုန်လုံးကိုမြတ်စွာဘုရားညင်းလိုက်တယ်မတနာဘူးတရားတွေပေါ်နိုင်ငဲ့ညာတနာမတနာကျေးဇူးတရားမာတာပိတုဥပဋ္ဌာဏမိဘရဲ့ကျေးဇူးရှိတယ်အရှင်မြတ်စွာဘုရားဘိုးပကာရခေါ်မိဘိက္ခုေဟာဗြဟ္မာနဲ့တူတယ်အရှင်ဘုရားဟောခဲ့တာလေညို့ညင်းတယ်သာသနာတော်ရဲ့ညံ့တာကိုကြည့်ပြီးတော့ညင်းတယ်ကွာတဲ့ဒါအရက်လို့ပြောတာပေါ့ပြီးသွားပြီတနာတဲ့ကရုဏာတရားပြောလို့မရဘူးတာဝတရားအနေနဲ့ဒုရနဲ့ပြောလို့မရဘူးဘုကာရကျေးဇူးတရားအနေနဲ့ပြောလို့မရဘူးအာနန္ဒာလဲတယ်လေဒါဆိုမြတ်စွာဘုရားတဲ့ဒီတစ်ခုလျှောက်ပြရစီတဲ့အရှင်ဘုရားရဲ့သာသနာမှာမိန်းမယောက်ျားမတရားအထုတ်ရင်
မညံပူညာရမှာလားယောက်ျားမိန်းမမိသူမဆိုရနိုင်လားမိန်းမယောက်ျားအကုန်ရနိုင်တယ် this is a right အခွင့်အရေးနဲ့လျှောက်တာ so women's right လူအခွင့်အရေး human rights women's right မိန်းမတွေအခွင့်အရေးတို့ဖျားလေ1906ခုနှစ်မှာ Iceland တို့ဘိုးဘက်ကဥရောပနိုင်ငံတွေကမိန်းမတွေအခွင့်အရေးကမ္ဘာမှာ1906ခုနှစ်မှာမိန်းမမဲစာပေးတာဘာမှမကြသေးဘူးကြီးကျယ်မနေနဲ့1960ကျော်မှအမေရိကန်နိုင်ငံမှာမဲပေးတာ human right မင်းတို့တွေကပြောနေဒီမှာက2600တဲ့ကမင်းတို့ဗုဒ္ဓဘာသာမင်းတို့လည်းဘယ်မပြောရဘူးဒီနိုင်ငံတိုက်ပြည်တွေကလေလူ့ခွင့်ရေးသိရှိတယ်ဘာလူ့ခွင့်သိရှိတာပြောတာမေးတာမပြောဘာရှိမေးတာဘုသူရလည်းနဲဒီလူ့ခွင့်ရေးဓမ္မမိန်းမတွေအခွင့်ရေးဟာဟုတ်ဗျာမင်းတို့ try နဲ့ဟိုမှာမိန်းမတွေမိန်းမမလို့ငါတကူရက်ကိုတယ်ဒီကောင်ဒီဘုကရက်ရှုံးပါလို့ဟီလာရီတို့မျိုးသမီးတို့အမေရိကန်မပေးရင်မိန်းမမလို့ဒီမင်းယောက်ျားဆိုဒီမိုကရက်နိုင်မှာဟိုနဲ့ Trump ကပြဿနာအများကြီးတက်တာနှုတ်ကအမဲမှာတော့ရှုံးပြီးသေးကြတယ်လို့ပြောတယ်ဒီမေစီလောစောကြီးတွေပြောတယ်ကြိုက်တဲ့ခေါင်ပြန်ရှုံးတယ်ကွာတို့ကကြိုတင်ပြောလိုက်တာ women's day rights 1960လောက်ကြာမှ60ကျော်မှအမေရိကန်နိုင်ငံမှာမိန်းမတွေရဲ့အခွင့်အရေး respect ကမိန်းမကလောက်တော့မှနိုင်ငံအရှေ့ဥရောပမှာ1900ပြည့်တီအောင်မိန်းမအခွင့်အရေးမရှိဘူး okay 1903ခုနှစ်ကြာမှအမျိုးသမီးတွေအတွင်းကအဝတ်စားကိုပေးဝတ်တယ်။ညီပြောတဲ့ Brazil ရတို့ပါတော့1903မှာ2003မှာနှစ်100ပြည့်ဖို့ကျင်းပသွားတယ်။အမျိုးသမီးတွေအတွင်းတော်ပေးဖို့။ဒါကမ္ဘာမှတ်တမ်းလေ1903ခုနှစ်မှာအမျိုးသမီးအတွင်းကစဝတ်တယ်။အပေါ်ပိုင်းမှာမြတ်စွာဘုရားရှင်ကယင်စည်းလို့ခေါ်တဲ့အဲ့ဒီအမျိုးသမီးတွေအဝတ်စားကိုလုံခဲ့နှစ်ပေါင်း2600ကဘိက္ခုနီမတွေကိုပြည့်ညက်ခဲ့တယ်။ဟာမင်းတို့ကွာဗုဒ္ဓဘာသာကိုမင်းတို့ထင်သေးတာ။အမျိုးသမီးတွေဘိက္ခုနီမဖြစ်လာလို့ရှိရင်အဲ့ဒီဘိက္ခုနီမလေး16 19 20တွေဥရုဓမ္မရလာမယ်ဥရုနီသင်္ကန်းဆိုပြီးပြည့်ညက်ခဲ့တယ်မင်းတို့လည်းစောတယ်အများကြီးနှစ်ပေါင်း2070 years ဒါတွေလောက်ရမယ်သင်္ကန်းကြီးကလန်သွားရင်ရင်သားတွေပေါ်မယ်ဆိုရင်ဥတွေသင်္ကန်းငားတယ်ပြည့်ညက်ဒါကြောင့်အနန္တာအဲ့ဒီပြဿနာတက်လာမယ်မာတုကမတွေတော့သူအချင်းချင်းနေလို့မလွယ်ဘူးထေရီမတွေနေရင်သူနဲ့နေတဲ့ကြောင်မှာဘုန်းကြီးနေဒီကောင်မလေးတို့အိန္ဒိယနိုင်ငံမှာဒီမိန်းကလေးတွေကိုပြစ်မှားနေတဲ့ကောင်တွေတပုံကြီးရဲ့တော့ဝင်းနီးစီကန်းတွေဖြစ်လာတယ်အတ္တကာတိဆိုတာကာတိတိုင်းရဲ့အခွန်ကတစ်နေ့1000အဲ့ဒီကောင်မလေးကချောလုံးအားကြီးလို့ဒီပြည့်တဲ့ဇာမကိုကာတိတိုင်းရဲ့အခွန်တိုင်းပဲမင်းဒီမိန်းမနဲ့အိတ်ချင်1000ပေးရမယ်1000မပေးနိုင်ဘူးကဲမပေးနိုင်ငါတဝက်လျှော့กว่าဆို900ဆိုတာအတ္တကာတိ900ဖြစ်သွားတယ်500ဖြစ်သွားတယ်ခုန1000နဲ့500ဖြစ်သွားတယ်အတ္တကာတိတန်ဝေကရလာတယ်ဂျမ်းနာထေရီမတောင်ဒါပြည့်တဲ့ဇာမဖြစ်နေစကလုံးကသူများကိုပြောခဲ့တာကိုဘယ်ပြည့်တဲ့ဇာမများအမတ်ပါဠိလိုပေါ့ကာနာမဂဏိကဘယ်ပြည့်တဲ့ဇာမများဆိုပြောလိုက်တယ်ရမ်းနာတော့ရမ်းနာလောက်ပဲဒီကဒါဒီလုပ်ငန်းလှုပ်ရှားနေရမြတ်စွာဘုရားရှိဘိက္ခုနီမဝတ်မယ်ဆိုပြီးတော့အဲ့ဒီထေရီမလောင်းလိုက်ရလေးကလာတော့အချောက်အိတ်ချင်တဲ့ကောင်တွေရှိတယ်လေ1000ကနေတော့မှ900လျှော့ခိုင်းတော့ပတ်စံမတတ်နေတဲ့ကောင်တွေငဘောတွေကတပုံကြီးဂျလေဘီတွေနော်ဂျလေဘီတွေကအများကြီးအချောင်းဟိုမှာအတ္တကာတိကောင်မဒီကောင်မလေးအတ္တကာတိအဲ့ဒီကောင်မလေးလာမယ်ဆိုလမ်းကနေစောင့်တော့ तू ချစ်မတိုးရဘူးလေဖះရှင်ကတော့ဤလောကရကိုတဲ့မြင်တော်မူတော့အဲ့ဒါကြီးညိုစမ်းပါအခုကမုံလေးယာရုတက်ဖို့တို့ဖះကိုမင်းတို့ကြီးပွားဖို့တို့ဈေးရောင်းကောင်းဖို့တို့မင်းတို့ဘာတွေလဲမင်းတို့ဒီလောက်တရားတွေလည်းငါတို့လည်းခေါ်တော့ကွာမေတ္တန်မြတ်ကျုပ်တန်မြတ်မှတ်မိပါရဲ့လားဒါပဲသက်ဆိုင်သူတို့သက်ဆိုင်သူတို့တို့တန်မြတ်မှတ်မိပါရဲ့လားဒီလောက်ဟောနေတာအဲ့တော့မှလောကကြီးကြည့်လိုက်တော့အဲ့ကောင်လေးကတွေ့တာဤလောကရကိုတဲ့မြင်တော်မူသောမြင်တဲ့ရဟန္တာလောင်းလေးဘယ်တဲ့ရဟန္တာလောင်းသူများပြစ်မှားခံတာဖះဘယ်စောင့်အနန္နာတဲ့သွားစမ်းတဲ့ဟိုမှာအတ္တကာတိဆိုတဲ့ကောင်မလေးအဲ့ဒီကောင်မလေးကိုဟိုကြားကောင်နဲ့လမ်းမှာတဲ့ငါဖះရဲ့အမိတ်နဲ့ဟာဒုတေနုပတံပရာတယောက်တည်းရှိတယ်အေးတရဏဩဝါဒအထပြကရဏဒုတေနုပတံတမန်နဲ့မက်ဆင်ဂျာနဲ့သွားတဲ့ရဟန်းဖြစ်စေသတည်းဟာကောင်းလိုက်တာအဲ့လူမိန်းမတွေရဲ့အခွင့်အရေးကိုကြည်တာလေအဲ့တော့သာသနာရေးတည်ဆောင်လိုက်ရင်အဲ့လိုပြည့်တယ်မှာလေချောချောလာအမတ်ပါလေးလိုမိန်းမမျိုးလည်းဝလာမယ်လေဟာအများကြီးလေနီးမျိုးစုံလေဟိုတခိုးနဲ့ချလာပြီးကုံလကေတီလေဒီလိုလူတွေဝင်လာရင်ဇလန်းတွေရှော့ကုန်နေမယ်အနန္တာတဲ့အနန္တမြတ်စွာဘုရားတဲ့ဒီသာသနာတည်ဆောင်လိုက်တဲ့အခါမှာယောက်ျားတွေပဲတရားရစေယောက်ျားတွေပဲမဲ့ညံဖူညံရစေမိန်းမတွေမရစေလို့အဲ့လိုများအဲ့လိုတော့မရှိဘူးအနန္တာတဲ့ယောက်ျားဖြစ်စေအဋ္ဌိဝါပုရိသဝါယောက်ျားဖြစ်စေမိန်းမဖြစ်နေတယ်တူညီသောအခွင့်အရေးရှိပါတယ်ဖျားတာမဖြစ်နိုင်တာတဲ့ပြည့်စေကဗုဒ္ဓတာမဖြစ်နိုင်တာရဟန္တာတွေဖြစ်နိုင်တယ်ဒီလိုဆိုရင်
မိတို့တော်ဂေါတမီတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့သူတို့အိမ်မိန်းမတွေအဲ့ဒီခွင့်ရေးကိုရတင်ပါသလားဖေရရတင်ပါလေခေါ်လိုက်တော့ဟာဘလော့ကောလေရှောက်တတ်တာ